ခင်မောနဲ့ကဒေါသတကြီးနဲ့သူ့မိမရဲ့စပင်တူကိုဆွဲချွတ်လိုက်တဲ့အချိန်မှာတော့သူထင်မှတ်မထားတဲ့မြင်ကွင်းကြောင့်အကြီးအကျယ်နှောင်းတရသွားပါတော့တယ်။သူ့မိမရဲ့ကောင်းကကင်ဆာဆွဲသွင်းထားတဲ့တန်တွေကြောင့်စပင်တွေကျွတ်ပြီးပြောင်းနေတာကိုမြင်လိုက်ရလို့ပါပဲ။အဲ့ဒီအချိန်ကျမှသူအရင်ကမိမဖြစ်သူအပေါ်ဘလောက်တောင်ရက်ဆက်ခဲ့လဲဆိုတာပြန်တွေးမိပြီးကိုထပ်ပြီးချင်းလာအောင်ခံစားလိုက်ရတယ်။သူကကွာရှင်းခွင့်ရချင်လို့အင်ကိုညာတိုင်းမိန်းကလေးအစ်စ်တယောက်ခေါ်လာပြီးသူ့မိမစိတ်ဆင်းရဲအောင်တမင်တက်တက်လွတ်ခဲ့တာလေ။တကယ်တော့ဇနီးတွေကသူ့ကိုအယမ်းချစ်လို့တန်းပေါင်များစွာပေးဆက်ပြီးလက်ထက်ခဲ့သူပါလက်ထက်ပြီးတာတော့ယောက်ျားဖြစ်သူကတခြားမိန်းမတွေနဲ့ပွေရှုနေပြီမဲ့တနေ့ကျရင်သူ့ကိုပြန်ချစ်လာမှာပါဆိုရင်မျှော်လင့်ချင်နဲ့သူမခမကြိတ်မှိတ်ပြီးတီးခါနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကံကြမ္မာကအယမ်းရက်ဆက်ပါတယ်သူမမျှော်လင့်နေတဲ့အချစ်ကိုမရလိုက်ခင်မှာပဲဆရာဝန်ကသူမမှာအသေးကင်ဆောင်နောက်ဆုံးအဆင့်ဖြစ်ပြီးအသက်ရှင်ဖို့တစ်လပဲလိုပါတော့တယ်လို့ပြောလာပါတယ်တေချင်းတရားကလက်တကမ်းမှာရောက်နေပြီမို့လို့နောက်ဆုံးကြံတဲ့တလလေးမှာယောက်ျားဖြစ်သူကိုသူ့အပိုင်ဖြစ်ချင်တဲ့စိတ်နဲ့အစီအစဉ်တစ်ခုဆွဲလိုက်တယ်။သူမအိမ်ပြန်ရောက်တာနဲ့ကွာရှင်းစာချုပ်ကိုထုတ်ပေးလိုက်ပြီးကျမတို့ကွာရှင်းဖို့တလစောင့်ဆိုင်ကာလာယူကြမယ်။အဲ့ဒီတလအတွင်းမှာရှင်ကကျမရဲ့စူတောင်း၅ခုကိုဖြည့်ဆည်းပေးရမယ်။အဲ့ဒါပြီးရင်ကျမရှင်ဘဝထဲကနေအပြီးပန်ထုတ်သွားပေးမယ်လို့ကတိပေးခဲ့လေ။ယောက်ျားဖြစ်သူကလည်းကွာရှင်းခြင်းတွေကကြားပြီဆိုတော့ဝမ်းသာအားရပဲသဘောတူလိုက်ပါတော့တယ်။ပထမဆုံးစူတောင်းအနေနဲ့သူမကဒီညပရာဟိတပွဲကိုအတူတူသွားတက်ရအောင်လို့တောင်းဆိုတယ်။ပွဲလန်းတပင်မှာယောက်ျားကသူ့လက်ကိုကင်လိုက်တဲ့အခါသူမခမဝမ်းသာပြီးမျှော်လင့်ချက်ရောင်ကြီးတားလာမိသေးပေမဲ့သူမမားသွားတယ်။ယောက်ျားဖြစ်သူကပွဲမှာလေးလံတင်ထားတဲ့သူမလေးပန်းကြီးကားကိုဈေးကြီးပဲဝယ်ယူလိုက်ပြီးလူတွေအများကြီးရှေ့မှာပဲအဲ့ဒီပန်းကြီးကားကိုသူ့ရဲ့မန်နေဂျာမလေးစီလက်ဆောင်ပေးကဇနီးတဲ့ကိုမျက်နှာပြက်အောင်တမင်လွတ်ခဲ့ပြန်တယ်။အရှက်ရပြီးငိုထွက်သွားတဲ့မိမကိုလိုက်ချောရမယ်အစားနင်ကဘာလို့ဒရာမာတွေခင်းနေတာလဲဆိုပြီးတော့ထပ်အောင်ငေါက်လိုက်ပါသေးတယ်။အဲ့ဒီညမှာပဲသူမရဲ့ယောဂအခြေအနေပိုဆိုးလာပြီးဒုတိယဆူတောင်းအညီနဲ့သူတို့မင်္ဂလာဆောင်ခဲ့တဲ့မြို့လေးကိုလိုက်ပို့ခိုင်းခဲ့ပါတယ်။ဒါပေမဲ့လေစိတ်ရောက်တော့မန်နေဂျာကဖုန်းဆက်ခေါ်တာနဲ့ယောက်ျားထစ်သူကသူ့မိန်းမကိုလေစိတ်မှာတယောက်တည်းပြစ်ထားခဲ့ပြီးထွက်သွားပြန်တယ်။ဇနီးတဲ့ခင်ဗျာတယောက်တည်းလိုက်သွားတော့ဟိုတယ်မှာယောက်ျားနဲ့မန်နေဂျာကိုအတူတူတွေ့လိုက်ရတယ်။မန်နေဂျာကသူမကိုစော်ကားပြောဆိုလို့ဒေါသထွက်ပြီးပါးရိုက်လိုက်ပြီးမဲ့ယောက်ျားထစ်သူကအကြောင်းဆောင်မမေးပဲဇနီးတဲ့ကိုပြန်ပါးရိုက်ထဲတယ်။ပြီးတော့ငါမန်နေဂျာကိုထိရင်နင်မလွယ်ဘူးနော်လို့ချင်းမြောက်ပါတယ်။ဇနီးတဲ့ကမျက်ရည်တွေနဲ့ကျမတေသွားရင်ရောရှင်ဝမ်းတာမလားလို့မေးလိုက်တဲ့အခါယောက်ျားကရက်ရက်ဆက်ဆက်ရေမောပြီးနင်တေသွားရင်ငါမီးရှူးပြီးပေါင်းဖောက်ပြီးအောင်ပွဲခံဦးမလို့ပြောချလိုက်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့ဇနီးတဲ့ခင်ဗျာနောက်ဆုံးမျှော်လင့်ချက်လေးပါပျက်စီးသွားပြီးတေချင်းတရားကိုကြည်ကျင်နဲ့ကြီးလက်ခံလိုက်ပါတော့တယ်။ကဲနောက်ဆုံးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ခုလိုဗီဒီယိုလေးတွေကြည့်ချင်ရင်တော့ like and subscribe လေးလုပ်ပေးထားနော်။ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။